ကိုယ်ပဲတကယ်လို့ ဦးနေပြီလားဦးနေပြီလား ဟာပူတယ် ရင်ခုံးနေရ ကျွန်တော်ရင်ခုန်လိုက်တာဗျာနော်ကို12နာရီကြော်မှအခုစီဆိုင်လေးကိုလှမ်းမြင်ရတယ်စီရလဲအခု6000ကျော်ဈေးဆိုတော့ဘလောက်ရလို့ရမှန်းမသိဘူးမိမယူတော့လောက်မှဟုတ်တယ်မလားအဲ့လောက်ရင်မခုံဟုတ်လားအခုစီဆိုင်မှာစီဆိုင်နာကိုနီးလာလေရင်ကခုံလာလေကိုလှည့်ကြမှာစီရရှိပါမလားစီများကုံသွားမလားအဲ့လိုတွေးပြီးတော့ရင်ခုံလိုက်တာဗျာတကယ်ပြောတာနားရောက်မှာစီစာကုံသွားရင်တော့သွားပြီဟုတ်မလားညရဲမအေးရသေးဘူးလားစီတန်းစီတာနော်အခုမှ12နှစ်တော့မရတယ်နော်အဲ့လိုပဲဗျာလောကကြီးကတော့ဒီလိုပါပဲနီးရမှာသဘောတရားရတော့ ကိုယ်ပါစတဲ့ကိုဒုက္ခရ ကိုယ်ပါစားကကိုဒုက္ခတွေရောက်ပြီးတော့ဟုတ်တယ်မလားနားရတော့စီကဘယ်နဲ့ဒီတာရမှမသိဘူးတစ်ခါကျတော့လေကားလေးကိုရက်တစ်ခါကျရင်တားစီပြီဆိုရင်ထွက်ပြီးတော့ဟုတ်တော့မလားစီဆိုင်ရဲ့ဟိုဘောကိုရဲ့ဟိုဘယ်ဟိုဒီကိုပရီမီယာဒီဇယ်ရှိတာဆိုတော့လှမ်းကြည့်တာမောအဲ့ရဲ့ဘယ်လိုပြောရမလဲအဲ့လာလေးဟိုလင်းနေတာဟာလေမိတ်သွားရင်တော့မိတ်သွားမှစိုးရင်တာရင်နေခေါ်ရတာအနားရောက်မှဟောင်းလေ Happy Meal ဒီစကုန်ပါပြီဆိုရင်တော့ဘာမှသွားပြီမနက်စောကြီးတည်းကတန်းစီတာအခု7နာရီထိုးမှစီထဲရမှာ7နိုင်43 7နာရီ43ရပြီနော်ရင်ရခုံတယ်ဗျာတော်တော်လေးကိုရင်ခုံတာစာမွားဖြေတော့တော့မှလေရင်မခုံဘူးဟိုမှာဟိုအောင်ကြဟုတ်တယ်မလားဖြေလို့လိုက်တာပဲစီထဲလာရင်ခုံတယ်နော်ပထမဆုံးချစ်သူဒီစကားပြောတော့မှအဲ့လောက်ရင်မခုံဘူးတော်တော်လေးကိုရင်ခုံတာဟုတ်ကဲ့မတ်ဆိုင်မှာတော့စီဖြစ်ပြီးပြီခင်ဗျာမတ်ကတော့ကျွန်တော်တို့နေဘူးထဲမှာတနေကုန်စောင်းရတဲ့အတွက်ကျွန်တော်တို့အေးလေးတစ်ခွက်ကိုတိုက်ပါတယ်ဟိုမှာကျေးဇူးတင်အများကြီးတင်ပါတယ်ဟုတ်တယ်မလားအပူထဲမှာလာပြီးတော့စီထဲတဲ့သူတို့စီအားပေးတဲ့အတွက်ကျွန်တော်တို့အေးလေးတစ်ခွက်တိုက်တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကောင်းပါတယ်အခုလိုမျိုးစီရသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တတာ